လက်လွန်ပန်းဆရာလေရင်သာစောချစ်ပညာရေးတက္ကသိုလ်မှရသည့်ပညာရေးပွဲကျောင်းသားအထက်တန်းပြဆရာမှဖြစ်ခဲ့ရသည်မတ်ဖြူအသက်25နှစ်သားရှိသေးသည်တာဝန်ကျသည်ကလည်းကိုမြို့ကိုဒေတာမုံရွာနှင့်အနီးတစ်ဝိုက်မှာဆိုလျင်တော်သေး၏ခုတော့အင်းတော်မြို့ရခင်ကတခါမှမရောက်ဘူးသောနေရန်စကိုင်းတိုင်းအတွင်းမှာပင်ဖြစ်တော်လဲတကွေးတစ်ပတ်ကြီးမိရထားစီး၍သွားရသည်မဲသာကိုဖျက်ရတော့အော်မဲသာကိုပင်ကြော်၍ပို့လိုက်သည်ဟုရင်ထဲမှခံစားရသည်အင်းတော်ကိုရောက်တော့ဆရာကြီးနှင့်တကွကျောင်းသားမိဘများကနေရေးထိုင်ရေးမှအစအစဉ်ပြေအောင်ဝိုင်းဝန်းကူညီကြ၍တော်ပါသည်၏သို့တော်ခက်နေသည်ကတန်းနဲ့ဝင်၍စတင်ရသည့်ကိစ္စမဖြူကနာမည်နည်းလိုက်အောင်ဖြူဖြူတေးသေးဖြစ်၍အချို့သောကျောင်းသားကြီးများ၏အရွယ်အရက်ကမဖြူတခေါင်းတစ်လုံးတာနေသည်ကျောင်းဆရာအလုပ်ကိုဝါဒနာပါတော့လဲတင် जा မှုမကျွမ်းသေးသင်ခန်းစာကိုမပိုင်သေးတနေ့စာတနေ့ပိုင်နိုင်အောင်ပြင်ဆင်နေရသည်ကျောင်းသားကိုနားလဲအောင်မသင်ခင်ကိုယ်တိုင်နားလဲအောင်မနှဲလုပ်နေရသည်အတန်းစဝင်သည့်နေ့ကဆိုရင်ဒူးတွေတုံ၍ရင်တွေခုံးနေသည်စာသင်တော့အတန်ကပုံမှန်မထွက်6တွေ့တွေ့ကွဲကိုကသူတို့ကိုကြောက်နေ၍ထင်ပါ၏သူတို့ကကိုကိုမကြောက်တချို့သောကျောင်းသူကျောင်းသားများအကြည့်ကဆူဆူရဲရဲပြီးတော့သူတို့အချင်းချင်းတီးတူးပြောနေကြသည်နေရင်ထိုင်ရင်ကျမလက်တွေအေးလာသည်တင်ပေးရသည်ကအင်္ဂလိပ်စာသူတို့နားမလဲသည်လဲသည်ထက်ကိုဘာသာကိုအမှားအယွင်းမရှိအောင်မနေကြိုးစားနေရတပတ်လောက်အထိအချိန်မရသည်အတန်းအုပ်ချုပ်ရေးဆိုသည်ကိုတည်တော်တယ်ကျောင်းသားကိုအပေါ်စီးရအောင်မစွမ်းဆောင်နိုင်အရေးထဲမှာတချို့ကျောင်းသားများကဆရာမအစ်စ်လေးကငငယ်လေးရှိသေးတယ်ဘုတော့အကြည့်ပုံမျိုးပြောပုံမျိုးဆက်ဆံပုံမျိုးတွေတွေ့ရသည်တချို့ဆိုလျင်မဖြူအတန်းနဲ့ဝင်လာလျင်မတ်တက်ရရန်ပြီးမရက်ချင်ရက်ချင်းအဆိုးဆုံးက10တန်းခမှအရက်မြင့်မြင့်ကျောင်းသားတူမဖြူဝင်လာလျင်မတ်တက်ထပေးရမည်ကိုဝင်လေးဟန်တူပါ၏ဆရာမမလျှော့နဲ့နော်အစကတည်းကကျောင်းသားတွေကိုအပိုးကျူးအောင်ကင်ထားမှမယုံမတင်လို့ရင်ဦးကျူးအောင်နှိမ်ထားလိုက်အတန်းအားချိန်ဆိုဆရာမများနားနေခင်းနဲ့ဆရာမအချင်းချင်းအားပေးလမ်းညွန်ပြုကြသည်ကိုလည်းတပတ်ထက်တရက်အာမန်တက်အောင်တွင်းရသည်ယခုချိန်ကမုတ်ဆိုးဆိုင်တင်ဆိုတကဲ့သို့ဆရာကတပည့်တို့ထံမှအတွေ့အကြုံယူနေရသောကာလမင်္ဂလာပါဆရာမမဖြူအတန်းနဲ့ဝင်လာသည်နှင့်ကျောင်းသူကျောင်းသားများမတက်ရ၍နှုတ်ဆက်ကြသည်တလားပြည့်တော်မူရမ်းမြင့်မြင့်နဲ့ကျောင်းသားကပြမထားသည်အလွန်ဆုံးမှကုန်းတယ်လို့ကွာတယ်လို့လောက်တာလှုပ်သည်ထိုင်ကြပါဆိုသည်နှင့်သူကအရင်ဆုံးထိုင်သည်ကြာတော့ထိုကျောင်းသားကိုမဖြူမကြည်နဲ့သူ့နာမည်မှာအောင်မြင့်ဆိုသည်ကိုမဖြူတည်ထားသည်အသက်ကတော့မဖြူတဲ့အများကြီးငယ်ပါသည်သို့တော်အရက်ကမြင့်မဖြူတဲ့ခေါင်းတစ်လုံးပိုနေသည်မတက်ကလေးခဏရက်ပြရတာဒီလောက်ကြည့်ဝင်လေးနေသလားသူကကျောင်းသားပဲအဲ့လိုဆရာမကိုဘယ်လိုသဘောထားနိုင်ကြားဆရာမဆယ်တန်းခါသူဝင်ချင်းတွင်မဖြူမတိမတာတတိထားမိသည်သူမတက်ရက်သည်ကိုတွေ့ရသည်တိကျသေးတာပေါ့မဖြူစိတ်ထဲမှာမှတ်ထားလိုက်သည်ငါကြမှာအယူအသေးမပေးခြင်းလားငါ့ကိုဆရာမလိုသဘောမထားတာပဲထိုကျောင်းသားအပေါ်စာနာစိတ်ပြတ်သွားသည်စေတနာပြတ်သွားသည်အမှန်ကတော့အောင်မြင့်သည်10တန်းတစ်နှစ်ကြာထားသောစာကမညက်မဖြူသည်အင်္ဂလိပ်စာလေ့ကျင့်ခန်းများဖြေထားသည်မှာအောင်နိုင်သောအလားလာရှိသည်လက်ရည်လက်ကောင်းသည်အခြားဘာသာများမှလည်းတော်ကြောင်းကြိုးစားမှုရှိကြောင်းယခုနှစ်တေချာပေါအောင်နိုင်ကြောင်းဆရာမများကပြောသည်မဖြူကြားဘူးသည်ငါကဆရာမအစ်စ်မငါ့ကိုမလောက်စားဆိုပြီးငါ့ကိုမခံတရံလောက်တာပဲဆိုပြီးတော့တိကျသေးတာပေါ့ဆိုပြီးအာဃာတတရားကပူလောင်၍နေတာခုနေ့မှာတနေ့လုံးစာသွင်းမရပြီညကြတော့လဲတော်တော်နဲ့အိတ်မပြောအောင်မြင့်မျက်နှာကိုသာမြင်နေသည်မြင်တိုင်းနဲ့ဒေါသဖြစ်ရသည်ငါကအားနာလို့အတန်းထဲဝင်ထိုင်ကြပါမြင်ပြောရသူကတော့ခွင့်ရေးတာရသည်ဇော့ကနေကောင်းတယ်နက်ဖန်ရတယ်ဘလို့လုံးမယ်ဆိုတာစောင့်ကြည့်အောင်မယ်အယူအသေးမပေးခြင်းတဲ့သူဥချုပြရအောင်မယ်မဖြူအိယာထဲမှာပြုံးလိုက်တိုးတော်မလာတော့အပြုတ်အချိန်ပြောင်းခေါင်းလောင်းထိုးသည်မဖြူကိုယ်ရန်အခက်မှာအတွက်10တန်းခတ်သူကူသွားသည်မျက်နှာကိုတင်းထားပြီးမှအခန်းထဲကိုဝင်လိုက်သည်မင်္ဂလာပါဆရာမကျောင်းသူကျောင်းသားများမတက်ထားပြီးနှုတ်ဆက်ကြသည်မဖြူပြန်နှုတ်ဆက်သည်သို့တော်အထိုင်မခိုင်းသည်သူတို့ကိုယ်တိုင်နဲ့မတက်ရက်လျက်တန်းလုံးကိုကြည့်လိုက်သည်တချို့ကျောင်းသားများခါတိုင်းလိုပင်အထိုင်ခ
ထိုင်းမိထင်၍ထိုင်လိုက်ကြမိကြသို့တော့ရှေ့မှာမိန်းကလေးများကဆီယာမအထိုင်မခိုင်းရင်မဝမရဲတော့ကြောင့်မတက်ရနေကြသည်ထိုင်းမိသူများအချို့ပြန်ထကြသည်မဖြူကအောင်မြင့်ကိုလမ်းကြည့်သည်သူ့နေရာမှာမရှိဘယ်မှသွားပါလဲဒီနေ့ကျောင်းမတက်ဘူးလားမတက်ရနေကြသည့်ကျောင်းသူကျောင်းသားများကိုမဖြူအားနာသွားသည်ထိုင်ကြပါတရန်းလုံးထိုင်ပြီးမှအောင်မြင့်ကဘေးပေါက်မှဝင်လာပြီးသူ့နေရာတွင်ဝင်ထိုင်သည်မဖြူစင်မြင့်ပေါ်မှလှည့်မြင်လိုက်ရသည်ရင်နဲ့ထောင်းကနေဖြစ်သွားသည်ဒါပညာတစ်မျိုးပြလိုက်တာပေါ့လေရင်ထဲမှာထောင်းကနေဖြစ်သွားသည်ဒါပညာတစ်မျိုးပြလိုက်တာပေါ့လေဒေါသစိတ်ကြောင့်မဖြူတစ်ကိုယ်လုံးထူပူသွားသည်ကိုเจ้าသားထားစမ်းဘယ်သွားနေတာလဲမဖြူကအောင်မြင့်ကိုလက်ညှိုးထိုးပြီးပြောလိုက်သည်လေတံကမသည်အောင်မြင့်မတက်ထရက်လိုက်သည်ဆရာမဒေါ်ရီညွန့်ရဲ့တင်ချလေ့ကျင့်ငယ်အစာအုပ်တွေလိုက်ပို့ပေးတာပါဆရာလိုက်ပို့ပေးတာပါအောင်မြင့်လေတံကမမတော်လည်းမပြော့မဖြူဘာဆက်ပြောရမှန်းမသိအောင်မြင့်အကြောင်းပြချက်ကခိုင်လုံသည်မဖြူဘာဆက်ပြောရမှန်းမသိအောင်မြင့်အကြောင်းပြချက်ကခိုင်လုံနေသည်စိတ်ထဲကမကြေနပ်တော်လေအထိုင်ခိုင်းလိုက်ရသည်ဆရာမအဟောင်းတွေကိုတော့လေးစားပြီးတော့ငါ့ကိုတော့မလေးစားဘူးဘာသဘောဘလဲအာကာရတွေကပိုးပြီးကြီးထွားလာသည်ဘယ်ပြီးလို့မလဲမနှက်ဖြန်ကတွေးကြသေးတာပေါ့အချိန်ပြောင်းခေါင်းလောင်းထုတ်ပြီးတော့လေမနေ့ကလူဖြစ်မိဆိုပြီးမဖြူ10တန်းခတ်သူဓာတ်ရိုက်မဝင်ဆရာမများနားနေကန်သူခဏပြန်သွားလိုက်သည်ဒီလောက်ဆိုရင်တော့တွေးပြီပေါ့9မိနစ်လောက်ကြာပြီးမှမဖြူ10တန်းခတ်သူဝင်လိုက်၏မင်္ဂလာပါဆရာမကျောင်းသားကျောင်းသူများကမတက်ထား၍နှုတ်ဆက်ကြသည်မင်္ဂလာပါမဖြူကအထိုင်မခိုင်းသေးပဲတရန်းလုံးကိုကြည့်လိုက်သည်တွေ့ထားပြီးအောင်မင်းကမတက်မထားပဲသူရှိမှလူနဲ့꿰ပြီးစာလေးထိုင်ရင်းနေသည်ဟိုထိုင်နေတဲ့တယောက်မတက်ထားတာမဖြူကတင်းမာတော့တန်ပြီးလှမ်းပြောလိုက်သည်ဟိတ်ကောင်အောင်မင်းမင်းကိုပြောနေတာဒီမှာတယောက်ကလက်တို့ပြီးပြောမှအောင်မြင့်ခပြားခရမတ်တက်ထားရက်လိုက်သည်ကျန်တဲ့သူတွေအားလုံးထိုင်မှအောင်မြင့်မှအပအားလုံးထိုင်ကြသည်မင်းဘာလို့မတ်တက်ထားမရတာလဲစောစောကဆရာမရှင်းပြတဲ့သင်္ချာနှစ်ပုဒ်မမီတုံးတွေတွက်နေတာကြီးကန်နေဖြစ်နေလို့ပါဒါဖြင့်ကျန်တဲ့သူတွေကဘာလို့မတ်တက်ထားပြီးနှုတ်ဆက်နိုင်တာလဲမင်းတယောက်တည်းပဲတွက်เสียရှိသလားအောင်မြင့်ဘာမှပြန်မပြေနိုင်ပါဒီနေ့မှမဟုတ်ငါနေတိုင်းကြည့်နေတာမင်းဘယ်တော့မှမတက်ထားရပြီးနှုတ်မဆက်ဘာလဲမင်းကငါ့ကိုဆရာမလို့သဘောထားလဲမင်းငါ့ကိုအရွယ်တည်မပေးချင်လို့လားမဟုတ်ပါဘူးမင်းကွန်မတက်ဆန်မဖြူရီလေးကတင်းမှပြတ်သားတခန်းလုံးငြိမ်တိတ်နေတယ်အောင်မြင့်ကမဖြူကိုလှမ်းကြည့်နေတယ်တက်လီငါပြောနေရမကြောက်ဘူးလားမဖြူအတန်းကဆူဆူကောင်းနိုင်လွန်လာကြီးအောင်မြင့်ခုံပေါ်တက်၍မတက်ရက်လိုက်တယ်အောင်မြင့်ကိုကြည့်၍တခန်းလုံးမှစိတ်မကောင်းဖြစ်ကြသည်ဒေါသကြောင့်ခတ်တံပူပြင်းသောဆရာမမျက်နှာကိုမကြည့်ဝန်းကြခေါင်းငုံနေကြသည်မဖြူအချင်းဒေါသအချိန်ကြောင့်နဲ့တော်တော်နဲ့စာသင်၍မရနောက်မှအကြံရ၍လေ့ကျင့်ကမ်းများကိုသင်ပုံးပေါ်ချရေးသည်ဒါတွေကိုဖြေကြမဖြူကထိုင်ကုန်တွင်ထိုင်၍စာဖတ်နေသည်ရှေ့မှာအင်္ဂလိပ်စာအုပ်နောက်ကိုဖတ်နေသည်သို့တော်လည်းစာဖတ်သည်ဘာတွေဖတ်နေမှန်းတော့မသိအခန်းလုံးရေးကြဖြေကြတော့လည်းအောင်မင်းတယောက်ရေးခွင့်ဖြေခွင့်မရခုံပေါ်မှာထီထီရက်ရက်မှတ်ထားမတ်တက်လေးခဏရက်ပြရမှာကိုမင်းသိသေးရမယ်လေ့ကျင့်ခန်းပေးသည်များကများ၍ကျောင်းသားများမိနစ်50ခန့်စာရေးရသည်တစ်ချိန်စီခေါင်းလောင်းထုတ်ပြီးမှတဲ့မတ်ပြူအတန်းထဲမှာမထွက်ခင်တဲ့မင်းထိုင်ပြီးထိုင်လို့ရပြီအောင်မင်းကထိုင်ဝင်ပြီးအောင်မင်းကိုထိုင်ဝင်ပေးခဲ့သည်မင်းထိုင်လို့ရပြီအောင်မင်းကိုထိုင်ဝင်ပေးခဲ့သည်မတ်ပြူစိတ်ထဲတွင်ကျေနပ်သွားသည်မှတ်တာငါ့ကိုစမ်းလို့မရဘူးနောက်တစ်နေ့10တန်းခါသူမတ်ပြူမဝင်မီပြုံးလိုက်သည်အောင်မင်းတယောက်တော့မလောက်သားလောက်ရှိပြီထင်ပြီးဖြစ်၏အခန်းထဲဝင်တော့အခန်းလုံးညီညာထားပြီးနှုတ်ဆက်သည်မင်္ဂလာပါဆရာမအတန်းခါတိုင်းနေ့ထက်ပို၍ကျယ်သည်တဲ့မတ်ပြူကျေနပ်သွားသည်သို့တော်လည်းအထိုင်မခိုင်းသေးပဲအောင်မင်းကိုလမ်းကြည့်လိုက်သည်မတ်ပြူအထင်းနှင့်အမြင်လွဲသွား၏အောင်မင်းတယောက်ယူသေးသောမတ်တက်ရဲ့နေသည်ကိုထင်ထားတော်လေအောင်မင်းကမတွေ့ရမတ်တက်ရက်ပေးမှဆိုလို့အပြင်ထွက်သွားပြီးရှောင်းနေတဲ့ထင်ပြီးမဖြူရင်နဲ့တင်းသွားသူចောင်းသားများအထိုင်မခိုင်းသေးပဲအပြင်သို့လမ်းကြည့်လိုက်တယ်ထိုင်ခိုင်းပြီးမှအောင်မြင့်ဝင်လာမည်ဆို၍ဖြစ်သည်သို့တော်တန်းဒီပတ်ဝန်းကျင်မှာအောင်မြင့်မရှိပေចောင်းသားများအထိုင်ခိုင်းလိုက်သည်စာတင်တော်လဲစိတ်ကမပြအောင်မြင့်ဘယ်ချိန်ဝင်လာမည်ကိုတတိထားပြီးစောင့်ကြည့်နေသည်အချိန်ကုန်သွား၍ထွက်သွားသည်အောင်မြင့်ကိုမတွေ့ရသုံးရက်တိတိအောင်မြင့်ကိုမတွေ့ရတော့ကမဖြူစိတ်ထဲမှာတန်တရားဖြစ်မိသည်ဟိုចောင်းသားမလာဘူးလားရှေ့မှာမင်းကလေးများကိုမေးကြည့်သည်သူเจ้าမတက်တာ3ရက်ရှိပြီဆရာမအဲ့ဒီစိတ်နဲ့ထင်သွားသည်သူเจ้าထွက်သွားပြီဆရာမနောက်ခုံမှာเจ้าသားတယောက်ကလမ်းပြ